စစ်တမိုင်းကိုထုံးဆိုင်မဲ့လူများဆိုပြီးတော့နော်ဒီ MRTV တွေမြောက်ဒီတွေမှာကျင်းတဲ့ဗီဒီယိုကို propaganda အနေနဲ့ဝါဒဖြန့်တယ်ကျွန်တော်တို့ကလည်းပဲဖြစ်အဲ့တော့သူကကျောင်းသားစာသင်ပြီးတော့ကျွန်တော်ပြောစရာရှိတာပြောမို့လို့လေပြောပြီးတော့မှပြန်မှာပေါ့အဲ့တော့ဟိုတည်းကကျွန်တော်ပြောခဲ့တာကတော့ဗာလဲဆိုတော့မိုးကုတ်ကိုဝိုင်းပြီးတော့ကာကွယ်ကြဖို့ကျွန်တော်ပြောခဲ့တယ်အဲ့ဒီမှာအမျိုးစုံပေါ့လေဘာလို့မိုးကုတ်ကာကွယ်မှာလဲပေါ့ဒါ NUG ကအကြံဖာလောက်တာပေါ့ PDF တို့အလကအသေးခံခိုင်းတာပေါ့ဟုတ်တယ်နော်မိုးကုတ်မှာ NUG ရဲ့လောက်ွက်တွေအများကြီးရှိတယ်ဆိုတာသိပြီးသားမသိတာမဟုတ်သိတယ်အဲ့ဒီလောက်ွက်တွေပျောက်မှာဆိုလို့လဲကာကွယ်နေတာသူတို့အတင်းကိုကလည်းနော်ဟိုလူဝါမှာဆိုလို့သူတို့အနေနဲ့ကအဲ့ဒါကိုကာကွယ်မယ်ဆိုတာဒါလည်းကျွန်တော်သိတယ်ဗျဒါပေမဲ့အခုကကျွန်တော်ဘယ်လိုလုပ်မလဲမိုးကုတ်က NUG ကနေပြီးအကြံဖာလုပ်နေတာ NUG ကစီးပွားရအောင်လုပ်နေတာငါတို့ PDF တွေအသေးပကံဥဆိုကြီးလွှတ်ပေးလိုက်ရင်လည်းဘာဖြစ်နေလဲဆိုတော့စကားစားနေသိမ်းသွားမှာပဲအဲကျွန်တော်တို့ကဘေးကျန်နံကျဖြစ်နေတာဘာဖြစ်နေလဲဆိုတော့ဒီဘက်ဟိုဘက်ကောနော်ကြက်စလားကျွန်တော်ပဲ့နေတာအဲ့တော့စကားစားယူဝိုင်းလည်းပဲအဲ့မိုးကုတ်မှာရှိတဲ့ရတရာတွေနဲ့ तू ကလှုပ်ပြီးတော့နော်အဲ့ဓာတွေသုံးပြီးတော့မှ तू ကလည်းဘုံချပြီးလူတွေတတ်မှာပဲNUG ကိုလောက်ကက်တွေကိုကာကွယ်ဖို့တဲ့ PDF တွေကိုသွားပြီးတော့မိုးကုတ်မှာတိုက်ခိုင်းတော့လဲဟိုကဘုံကျဲတော့လဲသေပါပဲအဲ့တော့ကျွန်တော်တို့အနေနဲ့ဘလို့မဟိုရွေးစရာလမ်းကမရှိဘူးဖြစ်နေတာဗျဟုတ်လားရွေးစရာလမ်းကမရှိဘူးဘလို့လို့ပဲခင်ဗျအဲ့မိုးကုတ်ကတဲ့ NUG ကနေပြီးမိုးကုတ်ကမန္တလေး PDF တွေမိုးကုတ်တွေကနေသူတို့အကြံဖန်လုပ်ဖို့အတွက်ထားတယ်လွတ်ပေးလိုက်ဆိုပြီးတော့ခင်ဗျပေးမလားပေးတယ်ဆိုရင်စားကစားသိမ်းသွားမှာပေါ့ကျွန်တော်တို့ကဘလို့မှရွေးစရာလမ်းမရှိဘူးဖြစ်နေတာရွေးစရာလမ်းမရှိတဲ့အတွက်ကျွန်တော်ကပြောနေရဘာလဲဆိုတော့ဘာပဲဖြစ်ဖြစ်မိုးကုတ်ကိုတော့ဝိုင်းကာကွယ်ရမယ်ထို့သူမိုးကုတ်မှာရှိတဲ့ယတနာတွေကိုပါဝင်လာတဲ့တော်လိုင်းရဲ့ဖွဲ့တွေကနေပြီးစုပေါင်းပြီးတော့ထိမ့်သိမ့်တာမျိုးလုပ်ရမယ်ဒါပဲကျွန်တော်တို့လုပ်လို့ရမယ်အဲ့ဒီမှာတော့ခင်ဗျားတို့တတရဝေပါတွေကျွန်တော်တို့ရှိရှိတတရအုပ်စုလည်းမရှိဘူးကကျွန်တော်ကမရှိဘူးကျွန်တော်သဲရင်လည်းလူဆဲမှာပဲဖတ်ဖြစ်ဖြစ်စကားဖြစ်တတ်ဖြစ်ဖြစ်မှာဟိုတိတ်ပြီးတော့မျက်စိစပွဲဆွေးတော့တော်ပါပဲဘာကြောင့်လဲဆိုတော့ဟုတ်ပြီမင်းတို့ကတပါတီတို့ဘာလို့ပြောနေတာငါလည်းတပါတီပဲလားမင်းတို့တပါတီအကောင်နေမင်းပြောနေတာကဟုတ်ပြီမိုးချိုးကိုလှုပ်ပေးလိုက်မယ်မင်းတို့ပေးလိုက်မှာပဲစားကားစားကိုစားကားစားယူသွားပြီးတော့အဲ့စားကားစားအဲ့မိုးကုတ်မှာရှိတဲ့ရတနာရောက်ပြီးဘုံကြတော့မင်းတို့ပဲသိမင်းတို့ဗမာပြည်ကလူပဲသိတာပဲဟုတ်တယ်မလားမင်းတို့ပဲသိတာပဲအဲ့ဘာလို့မလဲပေးမလားမို့ပေးလို့မရဘူးပေးလိုက်တဲ့စားကားစားယူသွားပြီးတော့ကအကုန်လုံးဘုံကျဲသိမှာဟောဗျာအဲ့တော့ခံတတ်ရမှာပဲဒါကြောင့်မလို့ကျွန်တော်ကပြောနေတာခါတည်းရမှာပဲဒါကြောင့်မလို့ကျွန်တော်ပြောနေတာဘာကြောင့်မိုးကုတ်ကုတ် viewer လက်နဲ့လိုတယ်ပြုတယ်ဆိုတာလေဒါတော့ကျွန်တော်ပြောနေတာသိတာပေါ့မိုးကုတ် viewer NUG အောက်ကဒါပေမဲ့ဘလို့လုပ်ပဲဒီအချိန်မှာတိုက်ရမှာပဲတိုက်ဖို့ဟာဆိုရင်စကားစားကိုပေးမလားစကားစားပေးလဲကျွန်တော်တို့မှာလုတ်ွက်မရှိဘူးဗျဟိုဘက်ကဒီဘက်ဘယ်ပေါ်မှာကျွန်တော်ကလုတ်ွက်မရှိဘူးဖြစ်နေတာဒါကြောင့်မလို့ကျွန်တော်ကဖြစ်အောင်တိုက်ရမယ်ဒါကိုကျွန်တော်ကပြောတာပဲအဲ့ဒါနဲ့ပတ်သက်တော့ဒါတပိုင်းပေါ့လေဟုတ်လားနောက်တစ်ပိုင်းကတော့ပြောလဲဆိုတော့ဒီအခုစကားစားနေပြီးတော့မှနော်ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဆိုပြီးတော့အဲ့ဒီဝါတာပြတ်တဲ့ဂျင်းဗီဒီယိုသူကလွှင့်နေဗျအဲ့ဒါကိုသွားပြီးဟာဟာလုံးမိတဲ့ဒီနော်အမှုပညာရှင်တွေကိုလည်းပဲရှောက်ဖမ်းတာတွေလုပ်တယ်နောက်ပြီးတော့ဒီ NUG ဘက်ကအမှုပညာရှင်ကိုသွားပြီးတော့ love လုပ်မိတဲ့လူတွေကိုလည်းပဲနော်လိုက်ဖမ်းတာတွေလုပ်နေတယ်အဲ့တော့အဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့လူများဆိုတဲ့ဗီဒီယိုကတော့ကျွန်တော်တော့မကြည့်ဘူးဒါပေမဲ့ကြည့်တဲ့လူတွေပြောတာကတော့ဘာလဲဆိုတော့ဒီຫນွေဦးတော်လာရေးမှာဆန္ဒပြပွဲတွေလုပ်ကြတယ်လူငယ်တွေကလမ်းပေါ်ထွက်ကြတယ်ပြီးတော့မှနော်တာယာတွေကိုမီးပုံချိုးကြတယ်ဒါတွေကစလာပြီးတော့မှပဲသူတို့ကဘာကိုဆွဲသွားလဲဆိုတော့ဒါတွေကအလကတိုင်းပြည်ဖြစ်နေတာပေါ့ဟုတ်လားဒီစကားစားတော့မင်းအောင်လိုင်းတို့ကနေပြီးဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းကနေပြီးတော့မှပါလီမန်ဒီမိုကရေစီရွေးကောက်ပွဲကိုလှုပ်ပေးပြီးတော့မှပြည်သူတွေကိုကဒီမိုကရေစီရအောင်လုပ်မယ်ဆိုတဲ့ခွေးစကားကနတ်စကားပြောတဲ့ကလည်းဟာဟိုကတို့ကစပြီးတော့လုပ်တယ်ဗျအဲ့မှာဟိုအဲ့ဗီဒီယိုကမှဝေဖန်တဲ့လူကိုလိုက်ဖမ်းတာဟုတ်ပြီလေမင်းတို့ကတော့ဘာမှရှိတဲ့လူတော့ဖမ်းလို့ရမှာဘာမှရှိတဲ့လူတွေကတော့
ကျွန်တော်လည်းပြောတာလေကျွန်တော်တငယ်ချင်းတွေရောဘာတွေရောဟုတ်လားကျွန်တော်မှားပြီးတက်လုံပြီးတယ်ဆိုရင်ကျွန်တော်ချက်ချင်းပြောကျွန်တော်ဖြုတ်ပေးမယ်နော်နောက်ပြီးကျွန်တော် like ကိုလည်းခင်ဗျားတို့ဗမာယူမရှိလေဘာလို့မှ like ပြီးလက်စရာ like လုပ်စရာလည်းမလိုဘူးလက်လုပ်စရာလည်းမလိုဘူးနောက်ကြည့်ရှင်တော့ကြည့်လို့ရတယ်ဘာ comment မှမပေးပါနဲ့ဘာ like မှမလုပ်ပါနဲ့နော်ဒါကြောင့်ကျွန်တော်အပြတ်ပြီးပြောထားတာနော်ဒါမို့ကျွန်တော်အနေနဲ့ကဘာလို့ဆိုလုံကြုံတယ်ကျွန်တော် like ကိုမှနော် like လုပ်ချင်တယ် comment ပေးချင်တယ်ဆိုရင်ခင်ဗျားတို့လုံကြုံလို့ဆိုရင်တော့ပေးမလုံကြုံပဲဆိုတော့မပေးနဲ့နော်အဲ့ဒါတော့ကျွန်တော်ကြိုပြောထားတယ်အဲ့တော့ဘာကြောင့်လဲဆိုတော့ဘဝပြည်မှာရှိတဲ့လူတွေကဒီစကားစကိုကြောက်ပြီးတော့ပဲအဖားခါမှကြောက်လို့မပြောရဲမဆိုရဲကြဘူးဒီမှာရှိတဲ့ဗမာပြည်မှာရှိတဲ့အမှုပညာရှင်တွေကလည်းပဲမပြောရဲမဆိုရဲရဘူးနော်သူ့ကိုတည်းပြောလိုက်တာနဲ့ကလည်းဆက်ချင်းကိုလာမီဖားမှာပဲလေသူတို့ရဲ့ဝါဒဖြန့်ရုပ်ရှင်ကားမှာမပါရင်လည်းပဲလိုက်ဖားတာတွေလုပ်နေတယ်ဒါတွေကိုကျွန်တော်တို့အနေနဲ့ကတော့မပြောနိုင်တဲ့ဟာတွေအတွက်ကျွန်တော်တို့ကပြောပေးရမယ်ဒါပဲအဲ့တော့အဲ့ခေတ္တမိုင်းကိုဒုံးဆိုင်မဲ့သူများဆိုတဲ့ဗီဒီယိုကိုနော်ကျွန်တော်လည်းပြန်ပြီးနာမည်ပေးရမှာဆိုခေတ္တမိုင်းကိုဒုံးဝေးတဲ့စစ်ခွေးများဆိုပြီးတော့အဲ့ခေါင်းစဉ်နဲ့ကျွန်တော်ကဒီညကျွန်တော်ဗီဒီယိုကို like ကိုကျွန်တော်လွှင့်တာသူတို့ကလည်းစစ်တမိုင်းကိုဒုံးဆိုင်မဲ့သူများဆိုပြီးတော့နော်ဒီ MRTV တွေမြောက်ဒီတွေမှာကျင်းတဲ့ဗီဒီယိုကို propaganda အနေနဲ့ဝါဒဖြန့်တယ်ကျွန်တော်တို့ကလည်းပဲခေတ္တမိုင်းကိုဒုံးဝေးတဲ့စစ်ခွေးများဆိုတဲ့ခေါင်းစဉ်နဲ့ဒီညကျွန်တော်ကပြောတာဘာကြောင့်လဲစစ်တမိုင်းကိုခေတ္တမိုင်းကိုနော်ဒုံးဝေးနေတဲ့ကောင်တွေကြီးထဲနေတဲ့ကောင်တွေရေးစတဲ့မအေလို့စစ်ခွေးတွေနော်မင်းတို့ကောင်တွေကဘာလဲဆိုတော့ငါတို့ကလည်းပဲရှစ်လေးလုံးကာလလည်းငါတို့ကဖြတ်ခဲ့ဘူးလေကွာအဲ့တော့ကဘာလုပ်တဲ့တမိုင်းရေစီးနော်လှိုင်းကြီးလေထန်ဆိုပြီးတော့အဲ့ဒါဟိုမြောက်ဒီမာတွေ MRDA မှာလုတ်ခဲ့တယ်ဗျတမိုင်းရေစီးလှိုင်းကြီးလေထန်ဒီလိုပဲရှစ်လေးလုံးကာလမှာကလူလူပြလမ်းပေါ်တွေထွက်ပြီးစာနာတွေပြကြတယ်ဗိတွေမှောက်ကြတယ်နော်ပြီးတော့မှဘာတွေလို့သူတို့ကတဲ့ခင်ညွန့်ရဲ့လူတွေကနေပြီးတော့မှရက်ွက်တွေမှာလိုက်ဆေးခတ်တော့အဲ့မိတဲ့ကောင်တွေကိုခေါင်းပြတ်တာတွေဒါတွေဖြစ်တယ်သူတို့ပဲထောင်ပေးပြီးတော့ဖြတ်တာလိုက်ပါတယ်ဆိုတော့အဲ့ဒါဗမာပြည်ကရှိတဲ့လူတွေကဒီခေါင်းဖြတ်တဲ့ဟာမျိုးတွေလှုပ်လာတဲ့အတွက်နိုင်ငံတော်ငြိမ်ဖို့ပြည်ပြမှုတိဆောက်ရေးကဗိုလ်ချုပ်မူကြီးနော်အဲ့တော့ဗိုလ်ချုပ်ကြီးပေါ့လေစောမောင်တို့ကနေဦးစီးပြီးတော့မှနိုင်ငံတော်အာဏာကိုထိန်းသိမ်းရပါတယ်ဆိုတော့အဲ့ဒီရင်းဗီဒီယိုကိုတို့ကစပြီးတော့လွှင့်တယ်ဗျဖြစ်ချင်တော့အဲ့တော့ကဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ဘာကအခုလိုခင်ဗျားတို့အင်တာနက်မဟုတ်ဘူးလေအင်တာနက်မရှိဘူးအဲ့တော့ကမြန်မာအတန်ပဲရှိတာမြန်မာအတန်ရှိတယ်ဒီမိုကရေစီဘက်ကလူတွေကတော့ကျွန်တော်တို့အားကိုးတာ BBC တို့ BOA တို့အားကိုးနေရတာ RFA တော့ရှိသေးတာမဟုတ်ဘူးเนาะတခုခုဆိုကျွန်တော်ကြားရင် BBC သွားနားထောင်ရတာ BBC ကလည်းပေါ်တင်ဖွင့်လို့မရဘူးเนาะအဲ့တော့အဲ့ BBC ပဲနားထောင်တဲ့အခါမှာသူတို့ကတန်ဟိုမြန်မာအလေးနေခုနပြောတဲ့ဒီ MRTV တွေမြောက်ဒီတွေကဒီအဲ့တော့စစ်ကောင်စီရဲ့လက်ထဲမှာသူတို့ကထဲ့ကျင်တဲ့ဂျင်းတွေထဲ့တာဗျဘလို့ထဲ့လဲဆိုတော့တိုင်းပြည်ငြိမ်ဖို့ပြည်ပြားရေးကအရေးကြီးတယ်ပါလီမန်ဒီမိုကရေစီကိုဆောင်ရွက်ပေးမယ်နိုင်ငံတော်ငြိမ်ဖို့ပြည်ပြားမှုတိဆောက်ရေးအဖွဲ့နဝတာကနေပြီးတော့တိုင်းပြည်ကိုတိုးတက်အောင်လုပ်မယ်ဆိုပြီးတော့ဂျင်းတွေထဲ့တယ်ဟုတ်ပြီအဲ့တော့ပြည်သူလူထုအကုန်လုံးကနော်နေဝင်းနော်နေဝင်းကတရုတ်ဘောပါတယ်နေဝင်းနော်တရုတ်ဆက်နေဝင်းဗမာပြည်ကိုဒုက္ခပေးခဲ့တဲ့ကောင်အဲ့ဒီကောင်ရဲ့လက်အောက်မှာရှိတဲ့ဗမာဆိုရှယ်လစ်လမ်းစဉ်ပါတီဗမာဆိုရှယ်လစ်လမ်းစဉ်ဆိုတဲ့ဂျင်းထက်တဲ့နော်နိုင်ငံရေးစနစ်မှာကျွန်တော်တို့ကဂျင်းထက်ခံခဲ့ရတာဂျင်းထက်ခံခဲ့ရပြီးတော့မှနော်အဲ့မှာရှိတဲ့ပါတီဘဟုကော်မတီဝင်နေသူတို့ရဲ့အမတ်တွေလွှတ်တော်အမတ်လုပ်ခဲ့တဲ့နော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကသူတို့ဗဒုံပါပြခန်းဆိုတာရှိတယ်အဲ့ဗဒုံပါပြခန်းမှာနိုင်ငံခြားပစ္စည်းကြိုက်တဲ့ပစ္စည်းဝယ်လို့ရတယ်နော်ကျွန်တော်တို့ပြည်သူတွေကဘာလဲဆိုတော့ဒီနိုင်ငံခြားပစ္စည်းတော့မှကျွန်တော်တို့သုံးလို့မရဘူးကျွန်တော်အဲ့တော့ကနော်ကျေငါးဝင်ပေးမောကော်ပိုရေးရှင်းမှာကျွန်တော်အင်ဂျင်နီယာဂရက်အနေနဲ့လိုက်ခဲ့ဘူးလေနော်ကျွန်တော်က GDI ဆေးပြီးတဲ့အခါမှာကျွန်တော်ရေရောင်းသိမ်းမှာစာမွေးလဲကျွန်တော်အောင်တယ်ရန်ကုန်စက်မှုတက်ကလို့စာမွေးလဲကျွန်တော်အောင်တယ်ဒါပေမဲ့ရန်ကုန်စက်မှုတက်ကလို့ကိုတစ်နှစ်နားပြီးတော့ရေရောင်းသိမ်းမှာကျွန်တော်သွားတက်လိုက်တယ်ဘာကြောင့်လဲဆိုအဲ့တော့တင်မောခစ်စားတာဟုတ်တစ်နှစ်အခြေခံတင်နာပြီးတဲ့အခါမှာကျွန်တော်ကအင်ဂျင်နီယာဂရက်ဆိုတော့တင်မောချင်းဆင်းရတယ်ကျွန်တော်ကတော့စက်မှုတက်လို့ခိုးတက်တာစက်မှုတက်ကိုခိုးတယ်သူများတွေကတော့ရှင်းရှင်းပဲတခြားကျောင်းသားတွေကစင်းဝါးပြီးလို့ဆိုရင်တော့ဒီ correspondent တို့ဘာလို့လဲယူကြပြီးတော့ဘွဲပြန်လုပ်ကြတယ်ကျွန်တော်က ID ကျွန်တော်ခိုးတက်တာမိဝိုင်းတော့ကလည်းဟိုနှစ်ခုလုံးထုတ်ခံရမှာလေဟုတ်လားမပြီးတော့လည်းဒီနိုင်ငံခြားဒီဘွဲရပြီးနိုင်ငံခြားရောက်တာပေါ့ကျွန်တော်ကအာမချောင်ဘူးလေ
သူများကျွန်တော်ပြောရင်ကျွန်တော်ဘာပြောလဲကျွန်တော်စက်မှုတက်ကိုတက်နေတော့ပြောဘူးကျွန်တော်ကနော်ဝါကာကော်လစ်တက်တယ်လို့ကျွန်တော်ပြောတာဒါပေမဲ့အဲ့တော့ကတော့မဆာလာခစ်ဆိုတော့တင်မောချင်းတာဆင်းရတယ်ဘာမှလုပ်ရှိတာမဟုတ်ဘူးဘာမှလုပ်မရှိတော့အလကားတက်တဲ့ဒီလိုတော့ဒီတင်မောချင်းကထွက်ပြီးတော့တချို့ကောင်တွေတော့ရာဇူတို့ဘာတို့ကရှောက်ပြီးစော်ပတ်တာရှိတာပေါ့ကျွန်တော်မပေါ့ဘူးကျွန်တော်စက်မှုတက်ကိုသွားကိုသွားတက်တာအဲ့လိုသွားတက်တဲ့ဆိုတဲ့အတွက်နော်89မှာကျွန်တော်ကစက်မှုတက်ကိုဘွဲလဲကျွန်တော်ပြီးတယ်အဲ့တော့အဲ့ကာလာကကျွန်တော်ပြောတာကျွန်တော်တင်မောတစ်ချက်လိုက်ဘူးလေလိုက်ဘူးတာကျွန်တော်5 star တင်မောမှာလိုက်ဘူးတာဘာကြောင့်ကျွန်တော်ပြောရလဲဆိုတော့အဲ့ခေတ်မှာကနိုင်ငံခြားပစ္စည်းကိုဗမာပြည်မှာအဲ့လိုတကူဝယ်လို့မရဘူးနိုင်ငံခြားပစ္စည်းကိုဘယ်ရပဲဝယ်လဲဆိုမှောက်ခိုတန်းကြောင်းအသုံးရတာအထူးတင်မောသားတွေကသုံးရတာတင်မောသားတွေကတင်မောလိုက်တယ်အဲ့ဒီမှာဂျပန်တို့စင်ကာပူတို့သွားတဲ့တင်မောတွေမှာဆိုရင်အဲ့ဒီမှာပစ္စည်းဝယ်တာအဲ့ဒီဝယ်တဲ့ပစ္စည်းရလဲခင်ဗျားကဒီလိုယူရလို့ရတာမဟုတ်ဘူးဒေါ်လာခိုးရတာဒေါ်လာကိုခိုးထုတ်ရတာအဲ့တော့ဒေါ်လာဆိုရင်ဗမာငွေရနော်6ချက်ခွဲရှိတယ်ဒါကတရုံရင်သတ်မှတ်ထားတာဒါပေမဲ့အပြင် black market မှာက40ရှိတယ်ဒေါ်လာအခုကတော့ခင်ဗျားတို့ဒေါ်လာလောက်ဗမာငွေ2000 3000လောက်ဖြစ်နေပြီဟုတ်လားအဲ့တော့ကျွန်တော်တို့လောက်တော့40ရှိတယ်အဲ့တော့ဘယ်လိုလုပ်ရလဲဆိုတော့ဒီဗမာပြည်ကနေပြီးဒေါ်လာကိုခိုးရတယ်မှောက်ကိုမှာခိုးဝယ်ရတယ်ဝယ်ပြီးအဲ့ဒေါ်လာကိုကျွန်တော်တင်ပေါ်လာလုပ်တဲ့လူတွေကကြံဖန်ပြီးတော့ထည့်ပြီးတော့မှနိုင်ငံရေးထွက်တဲ့တင်ပေါ်တွေအဲ့မှာ 5 star line ကနေပြီးနိုင်ငံခြားထွက်တဲ့ဂျပန်တို့ဘာလို့ပွားရင်အဲ့မှာအဲ့ယူရတဲ့ခိုးထုတ်လာတဲ့ဒေါ်လာနဲ့ပစ္စည်းဝယ်တယ်ဝယ်အဲ့ပစ္စည်းကိုပြန်ပြီးတော့သွင်းရတာပါပါပြီအဲ့နော်ဒီအဲ့တော့ကဘာလဲဆိုတော့ဒီ socialist အစိုးရခေတ်အဲ့ဒီအချိန်မှာခင်ဗျားကဒေါ်လာကိုနိုင်ငံခြားငွေကိုဒီခိုးယူတယ်ဆိုရင်မိတာတွေက1010နှစ်ချလို့ရတယ်တင်ပေါ်လာလုပ်တယ်ဆိုတာကထောင်နှခမ်းကိုနင်းရတဲ့ဘဝထောင်နှခမ်းနင်းရတဲ့ဘဝဘာကြောင့်လဲဆိုတော့ဗမာပြည်မှာရှိတဲ့လူတွေကဒီ walking shoe လိုဟာမျိုးတွေအဲကြောင့်ကိုကာကိုလာလိုကုတ်လိုဟာမျိုးတွေတောင်မှဒီနေဝင်းရဲ့လက်ထက်မှာဗမာပြည်ဒီကပုံလို့မရဘူး walking shoe ကစင်ကာပူကနေပြီးခိုးသွင်းရတာအဲ့တော့သွင်းလိုက်တယ်ဆိုရင်စင်ကာပူဒေါ်လာ14ဒေါ်လာလောက်ရှိဗမာပြည်မှာပြန်ရောက်ရင်ဒေါ်လာ900ရတယ်အဲ့တော့ဟိုအစိုးရအရာရှိနော်ပြန်တောင်းဝင်အရာရှိရဲ့လစာက450 900ဆိုရင်ခင်ဗျားကြည့် walking shoe တရံက900လောက်ပဲဆိုရင်အဲ့ဒီ walking shoe တရံရဲ့တန်ဖိုးကပြန်တောင်းဝင်အရာရှိတယောက်ရဲ့တလစာလောက်ပဲကြီးတယ်အဲ့လိုရှိတယ်အဲ့လိုရှိတဲ့ခေတ်အဲ့တော့ဗမာပြည်မှာရှိတဲ့လူကပစ္စည်းမသုံးနိုင်ဘူးမသုံးနိုင်တဲ့အတွက်အဲ့သုံးတဲ့ပစ္စည်းကိုနိုင်ငံခြားကနေပြီးတော့မှတွင်းတဲ့ခါမှာလည်းအဲ့တင်မောသားတွေကခိုးသွင်းရတာနော်တင်မောသားမှရှိတာပေါ့လေဆိုနိုင်ငံခြားတင်မောသားကိုလိုက်ရတာလူတွေကတော့ဒီကောင်တွေကအကောင်ပေါ့ဗျာနိုင်ငံခြားတစ်ခေါက်ကပြန်လာရင်ကကားတွေပါလာတယ်ဆိုရင်ဒီကောင်တွေအကောင်တွေအရန်ခစ်ကောင်းတာဒါပေမဲ့ကျင်ငါးဝင်တင်မောလိုက်ရတဲ့လူတွေကြတော့ဘာဖြစ်လဲဆိုတော့ကျင်ငါးဝင်တင်မောကကျွန်တော်တို့ရတဲ့လစာမှနော်junior engineer တွေ320 440 scale ပဲရှိတာနော်ဘယ်လိုလုပ်ခင်ဗျားတို့ကနေပြီးတော့ဒီလိုနော်ဒီ motor cycle တွေရေခဲတစ်တာတွေဝယ်လို့ရတဲ့ပတ်စံရပါလေဒါပေမဲ့နိုင်ငံခြားမှာထွက်တဲ့ကာလကိုမူတည်ပြီးတော့မှဥပမာနိုင်ငံခြားမှာ3လလောက်နေတယ်ဆိုရင်ဒီသင်္ဘောသားကနော်စိုက်ကသွင်းလို့ရတယ်ရေခဲတစ်တာသွင်းလို့ရတယ်အဲ့ဒီနော်ခွင့်နေပေါ့လေလုတ်ခွင့်နေပေးတာအဲ့ဒါကိုအသုံးပြုပြီးတော့မှဒေါ်လာကိုခိုးထုတ်ဟိုမှာပစ္စည်းဝယ်ဗမာပြည်ပြန်သွင်းပြီးအဲ့ဒီပါပစ္စည်းကိုပြန်ရောင်းရတာအဲ့ဒီကမှဘလို့ဖြစ်လာလဲဆိုတော့ဟောအထွက်မှာလည်းပဲကို့မှာရှိတဲ့ဒေါ်လာကိုကာဆန်ကဖမ်းမှာဆိုကြောက်ပါလားတမျိုးပြန်ဝင်လာတဲ့ခါမှာလည်းပဲနော်အခါမသိရင်တက္ကနာတက်ရင်ကို့ပစ္စည်းတွေကလည်းဖမ်းမှာဆိုလို့တချို့ဆိုကြောက်လို့ကလည်းအဲ့တင်တယ်ဘောကရေလည်းပြချရတယ်ဘောကနေရှိတယ်နော်တခါခါမှာကို့ပေးထားတဲ့ကိုယူလာတဲ့ပစ္စည်းရဲ့တန်ဖိုးကကိုယ့်ရဲ့လုတ်ခွင့်ကိုတွင်းခွင့်ရှိတဲ့တန်ဖိုးတဲ့တော့ပုံများနေတယ်ဆိုရင်လည်းပဲပြဿနာရှာတာကတင်းမောကစလိုက်တဲ့ခါမှာနော်ဒီကိုကျွန်တော်တို့ကတော့ဘလို့ယူဆလဲဆိုတော့တင်းမောသားဆိုတော့ဒါဟုတ်ပြီပေါ့လေတင်းမောသားဆိုတော့ဒါကောင်းပါပေါ့ဒါကောင်းသားပြီပေါ့ဟုတ်တယ်လားဒါပေမဲ့တကယ်တကယ်မှာဒေါ်လာခိုးထုတ်ပြီးတော့လုပ်ရတဲ့ဟာပြောကျွန်တော်နဲ့ကတော့မကြိုက်တော့ဒါကိုကျွန်တော်တစ်နှစ်ပဲလာပြီးကျွန်တော်ထွက်ပလိုက်ပြီးတော့ကြောင်းပဲကျွန်တော်အပြီးပြန်ပြအောင်ပြန်တက်တာကျွန်တော်အခုပြောနေတာဘာလဲဆိုတော့နော်အဲ့လို
မဆလာခေမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာနော်လူတန်းစိတ်မနေနိုင်ရတဲ့ဘဝနိုင်ငံခြားပစ္စည်းကိုကလည်းလူတန်းစိတ်မသုံးနိုင်ရတဲ့ဘဝအဲ့လိုဘဝမှာတာမန်ပြည်သူတွေရက်တည်ရတဲ့ခါမှာဒီပြည်သူလွတ်တော်ကိုယ်စားလှယ်ဆိုတဲ့အကောင်မျိုးတွေကအဲ့ခွေးမသားတွေကနော်ဘယ်တော့မှပြခမ်းမိုင်ကတဲ့တိုင်းပြည်ခိုးရတဲ့ပစ္စည်းတွေနဲ့သူတို့နော်သူတို့မိန်းမတွေပါတယ်ဆိုရင်နိုင်ငံခြားသွင်းတဲ့ကလည်းဟိုချီကုန်းဆက်ကူတာနိုင်ငံခြားသွင်းတဲ့ချီကုန်းဆက်ကူပါသုံးတာနော်တာမန်ပြည်သူတဲ့ချီကုန်းဆက်ကူပါသုံးကြမရှိဘူးအဲ့ဘယ်တော့မှပြခမ်းမှာဒီလိုပြည်သူလွတ်တော်ကိုယ်စားလှယ်လိုဟိုကောင်ဒီကောင်တွေကတဲ့ဒီလိုဌာနဆိုင်ရာဟိုကောင်ဒီကောင်တွေကသူတို့အတွက်ပဲကသုံးလို့ရတဲ့ဟာမျိုးအဲ့လိုအခွင့်အရေးကခွဲခြားတဲ့အခွင့်ဒီလိုခွဲခြားပြီးတော့မှတိုင်းပြည်ကိုမှပြည်သူတွေကိုနှိပ်ကွပ်ပြီးတော့မှအနိုင်ကျင့်တဲ့ဘဝဒီလိုဘဝကိုကျွန်တော်ခံစားခဲ့ရတဲ့ဆိုတဲ့အတွက်အားလုံးကပြည်သူအင်အားတွေကစုစည်းလာပြီးတော့မှနော်ရှစ်လေးလုံးဖြစ်လာတာဘာကြောင့်ရှစ်လေးလုံးဖြစ်လာလဲဆိုရင်လည်းပဲဒီတိုင်းပြည်မှာကနော်တိတ်ပြီးတော့ငွေကြေးကဖောင်းပွားနေတယ်အဲ့ငွေကြေးဖောင်းပွားဘာလို့မလဲငွေကြေးဖောင်းပွားတယ်ဆိုကြတဲ့ဟိုကတိုင်းပြည် GDP မရှိလို့လေဟုတ်လားထုတ်လုပ်နိုင်မှုမရှိလို့တိုင်းပြည်ကုန်ထုတ်စွမ်းမရှိဘဲနဲ့နိုင်ငံခြားပစ္စည်းပဲတွင်းရင်တော့ဒီကိုရတန်ဖိုးကြမှာပဲဒါမှငွေကြေးဖောင်းပွားတာဒါကိုဒီလိုငွေကြေးဖောင်းပွားတာကိုစနစ်တကျနဲ့ကုန်ထုတ်စွမ်းတိုးတက်ဖို့လည်းမလုပ်ဘူးဒီစိန်လွင်ဆိုတဲ့ကောင်လာပြီးတော့ကရဲ့ဟိုကုန်စည်လုံးကြဆေးတဲ့ညွှန်ကြားပဲဆိုဟိုလက်ညှိုးချိုးဒီညှိုးချိုးတဲ့ရှောက်လက်ညှိုးတဲ့ခွေးသားတွေကလုံးချင်တယ်လို့ဘလို့လုံးလိုက်တယ်ဆိုတော့ဗမာပြည်ကမိတ်ပြောငွေကြီးကတန်ဖိုးကြနေတယ်အဲ့ငွေတွေသိမ့်ပိုက်မယ်ဆိုပြီးလုပ်လိုက်တာသိမ့်ပိုက်တယ်ဆိုတော့နော်အစိတ်တန်တွေ85ကျပ်တန်တွေအဲ့အစိတ်တန်မှာပါသွားတယ်ဗျတရားမဝင်ကြေညာလဲကြေညာရောအဲ့ကပြဿနာတက်တော့တာပဲနော်တာမန်အစိတ်တန်ဆိုပါတရားမဝင်ကြေညာတော့တာမန်ပြည်သူကထိတာပေါ့မရတာနေဟိုဘာလို့ဆိုတော့ထားပါတော့လေအဲ့တော့ကုန်တယ်ဘာထိပါပေါ့ဟုတ်တယ်ဗျာဒါပေမဲ့တာမန်ပြည်သူကအစိတ်တန်မှာထိတော့ကျွန်တော်လည်းအဲ့တော့ကျူရှင်ပြတာကြော်ကျူရှင်ပြတဲ့ကလာတလားစာကြောင်းလာပြီးတဲ့ပတ်စံအဲ့လည်းပါသွားတာပဲအဲ့လိုလဲဖြစ်ကောနော်ငွေကြီးကိုအဲ့လိုလဲချအောင်စစရင်ဘာစပြီးတော့ပြဿနာစတက်တယ်ဆိုတော့ရန်ကုန်ဆက်မှုတက်ကူကျောင်းသားတွေအဲ့ဒါကနေစပြီးတော့စာနာစပြီးပြတာငွေကြီးကိစ္စနဲ့ပတ်သက်လို့စပြီးစာနာပြတာစာနာပြတယ်မဲ့အဲ့ဟိုစာနာပြတဲ့စစ်ကြောင်းပေါ်လေရန်ကုန်ဆက်မှုတက်ကူဝင်းတွေကထွက်လာတဲ့ဟာတွေကတော့မရောက်ပါဘူးတမိုင်းလမ်းဆောင်ပါပဲပြန်ပြီးတော့အဲ့တော့စိန်တုံရဲ့ကောင်တွေကနေပြီးလုံထိန်တွေကကြောင်းမလို့ပြန်ပြီးပြေးရတာအဲ့ဒါကြောင့်ရက်သွားတာအဲ့မှာနော်ကြောင်းတွေပိတ်တယ်ပိတ်ပြီးတော့နော်နှစ်နှစ်တလားလောက်ကြာတော့ပြန်ပြီးဖွင့်ပေးတယ်အဲ့ဒီချိန်ကစပြီးတော့မှပြဿနာကစပြီးတော့လို့ဖြစ်လာခဲ့တာဘာကြောင့်လဲဆိုတော့ဒီရှစ်လေးလုံးကာလမှာကဒီဗမာဆိုတဲ့လမ်းစဉ်ပါတီဆိုတဲ့ဖိနှိပ်ချုပ်ချယ်မှုနော်အောက်မှာပြည်သူတွေကနော်အငတ်ငတ်ပြတ်ပြတ်နဲ့ခံစားခဲ့ရတယ်ဒါအပြင်ပြည်သူတွေမှာရှိတဲ့ငွေတွေကိုမှတရားမဝင်ကြေညာလိုက်တယ်ဆိုတဲ့အတွက်အားလုံးရဲ့ခံစားချက်တွေကရန်မိဘုံနော်စုစည်းလာတဲ့လောင်စာတွေကိုမိတစ်ချက်ပြတဲ့အခါမှာပေါက်ကွဲတဲ့ဟာမျိုးဖြစ်လို့ရှေ့လေးလုံးအရေးတော်ပုံဖြစ်လာတာအဲ့ဒီရှေ့လေးလုံးအလေးတော်ပုံကိုမှဒီလိုဖြစ်လာတဲ့အရေးတော်ကိုမှဒီကောင်ကြီးကဘာလုပ်လဲဆိုတော့ဒီရှေ့လေးလုံးကနော် disrupt element တွေကလောက်တာပြပအားကိုပစိန်ရိုးတွေကလောက်တာနော်ဒါကြောင့်မလို့ဒီတမတော်ဒီနေ့ကပြည်သူနော်နိုင်ငံတော်ထိန်းသိမ်းပြီးတော့မှပါတီမန်ဒီမိုကရေစီကိုရအောင်လုပ်မယ်ဆိုပြီးအဲ့ဒီဂျင်းကိုပါဒီစောမောင်တို့တန်းရွှေတို့ခင်ညွန့်တို့ကထိတ်ထဲတာထဲလိုက်တဲ့ဆိုပြီးတော့မှပြည်သူကလည်းဟုတ်လို့တော့ပေါ့ဗျာနော်ဘာကြောင့်လဲဒီမိုကရေစီကပြည်သူကတိမှမသိတာဟုတ်အားလုံးကမဆလာရဲ့ဖဏအောက်ပါပဲနေခဲ့ရတာဟုတ်လို့ဟုတ်ညာပေါ့နော်ဟုတ်လို့ဟုတ်ညာပေါ့ပြည်သူတွေထင်ခဲ့တာဒီကောင်တွေကဘာလုပ်လဲဆိုတော့ဗမာပြည်မှာရှိတဲ့တစ်တော်တွေအကုန်လုံးရောင်းတယ်တရုတ်ကိုရောင်းတယ်နော်ရောင်းပြီးတော့မှအစအဆိုရင်နေဝင်းလက်ထက်မှာနိုင်ငံခြားကိုတော့မှကတ်တော့လုပ်လာတာနိုင်ငံခြားသားဆိုရင်ဗီဇာတပတ်ပဲပေးတယ်နိုင်ငံခြားသားဗမာပြည်သားချင်းတပတ်ပဲဗီဇာပေးတာ passport ဒီလိုယူရလို့မရဘူး passport ကိုကင်လို့မရဘူးနိုင်ငံထွက်ပြီးကျွန်တော်ထွက်ပြီးပြန်အပ်တယ် passport ကျွန်တော် CDC ကိုကင်ထားလို့မရဘူးပေးမထွက်တော့မှပေးတာဗမာပြည်စိတ်ကပြန်ဝင်လာတယ်ပြန်ပြီးအပ်ရတယ်ကပ်ပလေးကိုအဲ့လိုဟာမျိုးနဲ့ကျွန်တော်တို့ကြုံရတာအဲ့တော့နိုင်ငံခြားကိုလုံးဝကတ်တောက်လုပ်ထားတဲ့အခြေအနေဖြစ်နေရနေပြီးတော့မှနိုင်ငံခြားရဲ့အရေးကြီးတွေလိုပဲနိုင်ငံခြားသားတွေဖိတ်ခေါ်တယ်ဆိုပြီးဗမာပြည်မှာရှိတဲ့တရားစာတွေကိုရောင်းပစ်တယ်တရုတ်ကိုရောင်းတယ်အဓိကတော့တရုတ်ကရိတ်တာပဲ
တရုတ်ရိတ်ပြီးတော့မှအဲ့ဒါကိုမူတည်ပြီးတော့မှနော်ဟိုဟာဒီဟာကြီးစောက်တော့ပါဗျာခင်ဗျားအခုတွေ့နေတဲ့ဒီ trader hotel တို့ဘာလို့နေရာကဟိုးရင်တော့ပပဝင်းယုံတို့ဂုံယုံတို့ရှိတဲ့နေရာနော် trader hotel ပပဝင်းတို့ဂုံယုံတို့ရှိတာအဲ့ပပဝင်းတွေဂုံယုံတွေကိုဖြိုချပြစ်ပြီးမှ trader hotel ဆိုတာဟာကြီးစောက်ပြစ်တာအဲ့လိုအဆောက်အဦတွေဗမာပြည်မှာစောက်ကြည့်တော့တကယ်ပဲကတဲ့ဒီနိုင်ငံတော်ညီညွတ်ပြည်ပြမှုတိဆောက်ရေးအဖွဲ့ကနေပြီးတော့လမ်းတွေစောက်တဲ့တရားတွေစောက်တဲ့အဆောက်အဦတွေစောက်တယ်ဗမာပြည်မှာရှိတဲ့သူကတဲဖို့ပဲနေခဲ့ရတာလေအဲ့ဟာနေချက်ချင်းကဒီလိုအဆောက်အဦတက်လာဟုတ်ပြီပေါ့ဒါတကယ်ပဲနိုင်ငံတော်တိုးတက်အောင်မဲ့လုံနေတာဆိုပြီးတော့အဲ့လိုဂျင်းထဲတာပြည်သူတွေတကယ်မှာတော့ဗမာပြည်မှာရှိတဲ့တရားစားတွေတစ်တော်တွေပြောင်းနေရဘလို့ပြောင်းလဲတော့ကျွန်တော်တင်းမောလိုက်တော့မှဆိုရင်နော်အဲ့တော့ဘိတ်ကျွန်းစုကမဘေကျွန်းဆိုတာရှိတယ်အဲ့မဘေကျွန်းဘက်ကိုကျွန်တော်တင်းမောကနေပြီးတော့တစ်ဆွဲရတယ်တစ်သွားပြီးတော့တင်ပြီးတော့မှအိန္ဒိယကိုတစ်သွင်းတာအဲ့တင်းမောတစ်ခေါက်လေကျွန်တော်လိုက်ခဲ့တော့ဘာပြောလဲဆိုတော့အဲ့ကျွန်တော်ကြည့်လိုက်တော့တင်းမောကနေကြည့်တော့မဘေကျွန်းကစိမ့်ဆိုနဲ့အရန်လှတာဗျအဲ့ဒါကိုဘာပြောလဲဒီမှာရှိတဲ့တစ်တွေအကုန်ပြောင်းခုတ်မယ်အိန္ဒိယသွင်းမယ်အဲ့လိုဟာမျိုးအဲ့လိုလုပ်တာအစထဲမှာရှိတဲ့ဗမာပြည်မှာရှိတဲ့ကျွန်းတွေမှာရှိတဲ့တစ်တွေကျွန်းတစ်တွေကိုခုတ်ပစ်တယ်တစ်တော်တွေကိုရှင်းပစ်တယ်ရှင်းပြီးရတဲ့ဟာတွေအကုန်မှနော်အများစုကတော့ဒီစစ်ဗိုလ်ချုပ်တွေလက်ထဲပဲရောက်တာပဲသူတို့ပဲအိတ်ထဲပဲဖောင်းအောင်လုပ်တာပဲပြည်သူကတော့ဘာမှရတာမဟုတ်ဘူးဒါပေမဲ့ပြည်သူကကြီးလိုက်တော့ဒီလိုအဆောက်ကြီးတက်လာတဲ့ကားတဲ့ရန်ကုန်မှာဒီအထက်မြင့်ခေါက်ကြီးတွေပြစ်လာတော့ဟုတ်လို့ဟုတ်ညာပေါ့ဒီတော့လေဂျင်းတက်တာကဒီနိုင်ငံတော်ညီမှုပြည်ပြမှုတိဆောက်ရေးအဖွဲ့ရနေဗမာပြည်မှာလမ်းတွေကောင်းအောင်လုပ်တာဘလို့လုပ်တာအဲ့လိုဂျင်းတွေထည့်ပြီးတော့ဟုတ်လို့ဟုတ်ညာအဲ့တော့ဘလောက်ကြာသွားလဲဆိုတော့1988ကနေပြီးတော့မှနော်လုပ်ခဲ့တယ်လုပ်တဲ့ခါမှာအရင်ရှိခဲ့တဲ့1984မှာရှိခဲ့တဲ့မြန်မာဆိုရှယ်လမ်းစဉ်ပါတီကရွေးတဲ့ constitution ဖြတ်ပလိုက်ပြီးတော့မှဖွဲ့စည်းအုပ်ချုပ်ဖို့အခြေခံဥပဒေရေးမယ်ဖွဲ့စည်းအုပ်ချုပ်ဖို့အခြေခံဥပဒေပေါ်ပေါက်ရေးရဆိုရင်နိုင်ငံသားအားလုံးရဲ့ဗဒါနကျတဲ့တာဝန်ဖြစ်တယ်ဆိုပြီးတော့ဂျင်းနဲ့ထည့်ပြီးတော့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးတာလုပ်တာဘယ်တော့ကြာသွားလဲ88ကနေပြီး2008ထိ20ကြာတယ်အဲ့ဒီ20ကြာတဲ့ကာလထဲမှာနော်ဒါကိုဂျင်းထည့်ပြီးတော့နိုင်ငံကြီးကတော့လိန်တဲ့အပြင်အဲ့ဒီကာလမှာနိုင်ငံရေးလှုပ်ရှားတဲ့လူတွေပါလှုပ်ရှားတဲ့လူတွေအကုန်လုံးဖန်အကုန်လုံးကတမောက်တွေ့အဲ့တော့ BDS ရတွေပါအကုန်လုံးလိုင်းမြောင်းတော့တော်တဲ့ရအောင်ပို့အကုန်ရှင်းတာနောက်ပြီးတော့တိုင်းနာတပ်တွေမှာလည်း KNU ရဲ့မာနယ်ဘလောဌာနချုပ်တွေတိုက်ပစ်တာနော်မာနယ်ဘလောကိုမတိုက်ခင်မှာအဲ့တော့ကမရှိလဲမဲလာတို့နော်ကော့ဘူဝါတို့အဲ့ຢာတွေရှိတယ်ဗျမော်ဖိုးကေတို့မဲသဘောတို့အဲ့ဒီတိုက်ပွဲတွေဖြစ်ပြီးတော့ KNU လည်းနှိပ်ကုန်တာKNU လည်းနှိပ်ကုန်အကုန်လုံးတိုင်းသားတွေရှောက်ပြီးတော့နှိပ်ကုန်ပြီးတော့သူတို့ကနေပြီးတော့တမတော်ကဘက်ကနိုင်ငံတော်ကိုကောင်းအောင်လုပ်တယ်ဆိုပြီးလုပ်တာမျိုးတကယ်မှဗမာပြည်မှာရှိတဲ့တစ်တော်တွေကိုလို့ပြောင်းနော်အကုန်လုံးပြောင်းအောင်လုပ်ပြီးတော့မှဂျင်းထည့်ပြီးတော့ဒီမိုကရေစီအတူအယောင်ကိုလုပ်တာအဲ့ဒီ2008ဖွဲ့စည်းအုပ်ချုပ်ဖို့ဒီမိုကရေစီအတူအယောင်ကိုလုပ်တဲ့ကြားတဲ့ကိုပါပဲ NLD ကနေအာဏာရပြီးတော့နည်းနည်းပါပါလေးလွတ်မြောက်မှုလေးကိုဖြစ်လို့တဲ့မျော်လင့်ချက်လေးကျွန်တော်တို့နည်းနည်းရတာရှိသေးတယ်အဲ့ဒီမျော်လင့်ချက်လည်း9နှစ်တဲ့ပုံမှာခံခဲ့ဘူးကြောက်တည်တယ်ဗျNLD ပါတီရတဲ့2016ကနေပြီးတော့2021အထိဘယ်နှစ်နှစ်ကလဲ9နှစ်ပဲခံတယ်အဲ့ဒီ9နှစ်တောင်မှမပေးရမြဲဒီတက်မကစိုးဝါတဲ့အမတန်စိုးဝါတဲ့ခွေးတော့ခိုးရဲဘောနော်အောက်ကမှကျွန်းထက်ပို့ပြီးတော့နှိမ့်ကြတဲ့တပေါက်ဘွားမျိုးရအောင်ဖြစ်တဲ့ဒီလိုဟာမျိုးထပ်ပြီးဂျင်းထည့်နေတာဒီလူတွေအားလုံးသိဖို့လိုတယ်ကြောင့်မို့ဒီခက်သမိုင်းကိုဒုံဆိုင်မဲ့လူများဆိုတဲ့နော်ဝါဒဖြန့်ကိုကျွန်တော်သိဖို့ကဘာလဲဆိုတော့အဲ့ဒါကိုယုံကြည်တဲ့လူတွေအဲ့ဒါကိုလက်ခံတဲ့လူတွေကကျွန်တော်ပြောချင်တာကခက်သမိုင်းကိုဒုံဝဲတဲ့စစ်ခွေးများဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်ပြောချင်တာဘာကြောင့်လဲဆိုတော့အဲ့ဒီခက်သမိုင်းကိုဒုံဆိုင်တာဟာဘယ်သူကဒုံဆိုင်တယ်ဘယ်သူမှဒုံမဆိုင်ဘူးပြည်သူတွေအကုန်လုံးကနော်ဒီလမ်းစဉ်ပါတီဆိုတဲ့ဒီနော်တခိုးအဖွဲ့အစည်းရဲ့အောက်မှာလည်းပဲ26နေခဲ့ပြီးတယ်ဒီတရုတ်ကကပြားကလေးနေဝင်းစတဲ့ကောင်ရဲ့နော်ရှိတဲ့ပြအကုန်လုံးနှာချတဲ့ဖာချတဲ့ကောင်ရဲ့အမတာစောက်ကျင်ရုပ်တဲ့ကောင်မျိုးနော်အဲ့လိုစောက်ကျင်ရုပ်ကြီးဖာတက်စီချတဲ့ကောင်တွေရဲ့အောက်မှာလည်းကျွန်တော်တို့ကနှစ်ပေါင်းများစွာကျွန်တော်ခံပြီးတဲ့ပြင်နော်ဒီစစ်ကောင်စီနိုင်ငံတော်ညီကိုပြည်ပြမှုတိဆောက်ရေးအဖွဲ့ဆိုတဲ့အဖွဲ့အစည်းအဲ့ဒီကောင်တွေအောက်မှာလည်း20နေခဲ့ပြီးတော့မှဗ
ပြည်သူလေးနည်းနည်းပါးပါးရတဲ့အခွင့်အရေးလေး9နှစ်ကုန်တော့မပေးချင်ပဲနဲ့အစအဆုံးပြန်ပြီးတော့ခြေပြက်ပြီးသူတို့အနေပြီးပြည်သူလူတို့ကမှနော်ရာသက်ပံကြုံပြုတ်မဲ့အစီအစဉ်လောက်တာတဲ့ဒီဇလန်းမျိုးတွေဒီဇလန်းများတွေကိုခင်ဗျားတို့ပြီးဖို့လိုတယ်ဒါတွေခင်ဗျားတို့လက်ခံနော်ပြီးဖို့လိုတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဘာပြောချင်လဲဆိုတော့ဒီကာလမှာဘာချင်းမှထည့်နေတော့နော်ဟိုအရင်တော့ကတော့နော်တမိုင်းလေစီလိုင်းကြီးလေထန်ဆိုပြီးတော့ရှေ့လေးလုံးကာလမှာရင်းထိတဲ့ဟာတွေကတော့ကျွန်တော်တို့ကမသိဘူးလေပြည်သူကလည်းမသိဘူးဒီမိုကရေစီကမသိဘူးမသိတဲ့အတွက်ဟုတ်ချင်ဟုတ်ခဲ့မယ်ဒါပေမဲ့ပြည်သူတွေအနေနဲ့ကပါလဲဆိုတော့ဒီမိုကရေစီနည်းနည်းလေးရတဲ့ဟာကိုကျွန်တော်တို့9နှစ်လောက်ခံပြီးတဲ့အခါမှာနော်ဒီရှိတဲ့ပေးလိုက်ရတဲ့ဒီအခွင့်အရေးနည်းနည်းလေးတောင်မှလုံးဝပြန်ပြီးတော့ဖယ်ဖြတ်ဖို့လုပ်တာဟာမျိုးကဘယ်လိုမှကျွန်တော်ပြည်သူတွေကလက်ခံနိုင်စရာအကြောင်းမရှိဘူးရရောက်တခုပဲကျွန်တော်ပြောမယ်နိုင်ငံခြားကိုထွက်ကြည့်ခဲ့တော့ပတ်ဖို့ပဲတခုရှိနေတယ်အများကြီးပဲနားတော်မလဲတော့ဘူးကျွန်တော်တို့နိုင်ငံခြားထွက်တော့တမျိုးပဲရှိတာဘာမှပတ်ဖို့အနီးကဘာမှပတ်ဖို့အစိမ်းကအစိုးရဝန်ထမ်းတွေသွားတယ်ပတ်ဒီနှစ်ခုပဲအခုခင်ဗျားတို့ဘယ်နှခုရပြီးရောပြီးကြရောဘာရှုပ်နေတာဘာမှမသိတော့ဘူးနော်အမျိုးမျိုးရိတ်နေတာတွေအမျိုးမျိုးနာမည်ပြပြီးမှအခွင့်အရေးတွေရအောင်လုပ်ပြီးလူတွေကိုထပ်ပြီးတော့ပြည်သူတွေကိုဖိနှိပ်ပြီးတော့စစ်ဖက်နှက်အောင်မှပြားတဲ့ပြားပါပြီဆိုတာမှထပ်ပြားအောင်လုပ်ပြီးတော့လုပ်နေတဲ့ဟာတွေကဒီလိုကောင်တွေကအခုထပ်ပြီးတော့ပြည်သူကိုပဲဘယ်လိုကလည်းလိန်ညာအောင်ပါလေနော်ဘယ်လိုမှကြောက်ဒီလိန်ညာတာမျိုးတွေကိုလက်ခံဖို့အကြောင်းမရှိဘူးရောက်တော့ဒီစစ်ခွဲတွေကိုပြုတ်ရအောင်တိုက်ဖို့ကကျွန်တော်တို့တာဝန်ပဲအဲ့ဒီခါမှာဒီမိုးကုတ်ကိစ္စကိုကျွန်တော်ထပ်ပြီးပြောရပါလေဆိုတော့ဟုတ်တယ်ဒီ NUG ကမိုးကုတ်မှာအကြံဖိုင်လုပ်နေတာပြီးတယ်သို့တော့ဒီမိုးကုတ်ရောဒီစကားစားဒီစစ်ခွေးလက်တော့ကျွန်တော်တို့ကအလွယ်တကူပေးလို့မရဘူးနော်ရောက်တော့မိုးကုတ်ကိုမှနော်လွတ် PDF တွေကိုအသေးခံကိုင်းတော့မပြောကြနဲ့မင်းတို့နော်တတိယလို့အုပ်စုလို့ပြောတယ်ခွေးသားတွေလည်းငါပြောခြင်းတယ်မင်းတို့တိတ်ပြီးစောက်အောင်မချောင်နဲ့နော်မင်းတို့ဘယ်တော့နားလဲလေမင်းတို့မမွေးနေတာငါသိပြီလားနော်ငါတို့နေတဲ့လမ်းရွေးရလားမရှိဘူးဒီစစ်ကိုဒီမိုးကိုအလကားပေးမလားပေးလို့မရဘူးရအောင်ငါတို့တိုက်ရမှာပဲရအောင်တိုက်ရမယ်တိုက်ပြီးအဲ့ဒီမှာရှိတဲ့ဒီရတနာတွေအပါဝင်ကိုတော်လိုင်းတက်တွေမျှထားတဲ့နီလာနဲ့နော်ထိမ့်သိမ့်ဖို့လိုတယ်အဲ့ဒီခါမှာ NUG အောက်ကတက်တွေလည်းပါရင်ပါမှာပဲတခြားတက်တွေလည်းပါရင်ပါမှာပဲကျွန်တော်ပူပေါင်းပြီးလုပ်ရမှာပဲပူပေါင်းပြီးတိုက်ပွဲဝင်ရမှာပဲတိုက်ပွဲဝင်ပြီးတော့မှဒီစစ်ခွေးဆိုတဲ့အကောင်ကိုဖြုတ်ရမယ်ဘာကြောင့်လဲဆိုတော့ဒီစစ်ခွေးကဒီတရုတ်ရဲ့ဦးနော်တရုတ်ဘောမလိုက်ပဲပူတင်ဘောမရှိသမျှကိုင်းနိုင်ငံခြားသားဘောမနဲ့အကုန်မှားပြီးဗမာပြည်ကလည်းနိုင်ငံခြားကျုံဖြစ်အောင်လုပ်နေတာဒါကိုငါတို့အနေနဲ့လက်ခံနိုင်ကြအကြောင်းမရှိဘူးပြင်းပြင်းထန်ထန်ငါတို့ကတုံ့ပြန်မယ်အာခံမယ်ဒီလိုအာခံဖို့ကဆိုရင်အဓိကကြတဲ့တိုက်ပွဲကိုဖော်ဆောင်ဖို့လိုတယ်ဒါကြောင့်ဒီမိုးကုတ်တိုက်ပွဲရတာအရေးကြီးတယ်မိုးကုတ်တွေမကပါဘူးเนาะတတိလုံးလည်းအရေးကြီးတယ်ဗျအာရခဗိုလ်ချုပ်ထွန်းမြိုင်နိုင်ဆိုရင်เนาะပြည်သူအတွက်ကိုရက်တီပြီးတိုက်ပွဲဝင်မယ်ဆိုတဲ့ဟာကိုပြောပါတယ်လုံးဝကြော်လက်ခံတယ်ဒီတော့ဘာမှကန်တဲ့ပြည်သူအတွက်ဥဆောင်ပြီးတိုက်ပွဲဝင်နေတဲ့အာရခဗိုလ်ချုပ်ထွန်းမြိုင်နိုင်တို့အပါအဝင်ကော်တူရရဗိုလ်ချုပ်နေသားများတို့เนาะဗိုလ်ချုပ်ဘောကျော်ဟဲတို့အပါအဝင်เนาะကချင်တို့ချင်း PDF အဖွဲ့ဝင်ပါ KND PDF အဖွဲ့ဝင်ပါဝင် KIA ကဗိုလ်ချုပ်ဂွာမော်တို့အပါအဝင်ဒီလိုရှိတဲ့ဒီတိုင်းသားတွေနဲ့စုစည်းပြီးတော့မှစစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီကိုရရှိဖို့အတွက်စုံကနိုင်တိုက်ပွဲဝင်ဖို့ကအရေးကြီးတယ်ဒီလိုစကားဆဆိုအကောင်မျိုးတွေဒီစစ်ဖက်နှက်အောက်မှာနောက်တစ်ခါပြန်ပြီးတော့စစ်ဖက်နှက်အောက်မှာပြည်ပြတဲ့ဘဝကိုငါတို့မလိုချင်ဘူးမလိုချင်တဲ့အတွက်စုစည်းညီညာတဲ့အင်အားနဲ့ဒီစကားဆကိုဖြုတ်ချဖို့လိုတယ်ဆိုတဲ့အကြောင်းကိုပြည်သူတို့ပြောချင်တယ်ဒါကြောင့်မလို့အဲ့ဒီစစ်တော်မိုင်းကိုဒုံဆိုင်မဲ့လူများဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်တက်ချင်တာကအဲ့ဒါကိုယုံကြည်လက်ခံတဲ့လူမှန်များသည်နော်ခေတ်တော်မိုင်းကိုဒုံဝေးတဲ့စစ်ခွေးများဆိုတဲ့ခေါင်းစဉ်ကိုတက်ဖို့လိုတယ်ဆိုတဲ့အကြောင်းကိုပြည်သူတွေကိုအသိပေးနေကျွန်တော်နော်ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျ